မင်္ဂလာပါလူတိုင်းပဲဒီနေ့မှာတော့ကျွန်တော်တို့ Hikvision ရဲ့နောက်ဆုံးပေါ်နည်းပညာဖြစ်တဲ့ AccuSense အကြောင်းကိုပြောပြပေးသွားမှာပါပုံမှန် CCTV နည်းပညာတွေမှာဆိုရင်ကျူးကျော်မှုသတိပေးချက် intrusion alarm နဲ့မြင်းဖြတ်ကျော်မှု line crossing တွေကိုသတ်မှတ်ထားနိုင်ပါတယ်ဒါပေမဲ့ပြဿနာကတော့အရေးတွေလေးတိုက်လို့နေတဲ့တစ်ပင်ခြုံတွေကနေအေမွေးသတိဆယ်ရီအထိအချက်ပေးတဲ့တွေကိုမှားယွင်းနှိုးစွာပေးနေတာကြောင့်တင်တကယ်မလိုအပ်တဲ့သတိပေးချက်တွေအချိန်တိုင်းတက်နေတတ်ပါတယ်တင်တကယ်လိုအပ်တာကတိကျတဲ့သတိပေးချက်တွေပါဒီအတွက်စိတ်မပူပါနဲ့ AccuSense ကတင့်ကိုကူညီပေးနိုင်ပါတယ် AccuSense နဲ့ဆိုရင်အဲ့ဒီလိုမှားယွင်းတဲ့အချက်ပေးတဲ့တွေကိုစစ်ထောက်ပေးနိုင်ပြီးလူ human detection နဲ့ယင် vehicle detection ကိုပဲတိတိကျကျခွဲခြားသိရှိနိုင်မှာပါဒါကြောင့်ဒီထုတ်ခုံကတင့်အတွက်ဘလို့ဖြစ်ရမျိုးကပိုအရေးကြီးလဲဆိုတာကိုရွေးချယ်နိုင်တဲ့စွမ်းရည်ကိုပေးပါတယ်အကောင်းဆုံးအချက်ကတော့ဒီထုတ်ခုံတွေဟာအသုံးပြုရတာအရန်ကိုလိုက်လျောညီးထွေရှိတာပါပဲကျွန်တော်ရဲ့ NVR နဲ့ဆိုရင်တင်လက်ရှိသုံးနေတဲ့ NVR ကိုအလွယ်တကူလဲလှယ်ပြီးတင်ရဲ့ IP ကင်မရာတွေကိုတက်ဆင်လိုက်ရုံပါပဲဒါဆိုရင်ဒီ NVR ကနေတက်မှတ်ထားတဲ့ကင်မရာအရေးအတွက်အလိုက် AccuSense နည်းပညာကိုအသုံးပြုနိုင်စေမှာပါတင်မှာ Hikvision NVR စီပြီးသားဆိုရင်တင်ရဲ့ကင်မရာတစ်လုံးကို AccuSense ကင်မရာနဲ့အလွယ်တကူလဲလှယ်လိုက်ရုံနဲ့အဲ့ဒီကင်မရာမှာ AccuSense နည်းပညာကိုချက်ချင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်ဒါထက်ပိုပြီးကောင်းတာလာတော့ဒီ turret camera အသစ်မှာ strobe light နဲ့ siren အချက်ပေးသံပါဝင်လာတာပါပဲကျူးကျော်သူဟာကင်မရာရဲ့မြင်ကွင်းထဲကိုဝင်လာတာနဲ့တကိုင်းနဲ့မီးလက်သီးကလင်းလာမှာဖြစ်တယ်လို့ကြိုးတင်အတန်တွင်းထားတဲ့သတိပေးချက်ကိုလည်း siren ကနေထုတ်လွှင့်ပေးမှာဖြစ်ပါတယ်ဒါကဘယ်လိုအလုပ်လုပ်တယ်လဲဆိုတာကြည့်လိုက်အောင်ဒီမှာကင်မရာနှလုံးရှိပါတယ်ဘယ်ဘက်က AccuSense ကင်မရာမှာသီးရွက်တွေအများကြီးလုတ်နေပေမဲ့သူကအချက်ပေးတံကိုစစ်ထောက်ပေးထားပြီးပုံမှန်ကင်မရာကတော့သတိပေးချက်တက်နေမှာပါနောက်ထပ်ဥပမာတစ်ခုမှာတော့ခွေးလီတစ်ကောင်ဖျက်ချောက်သွားတဲ့အခါ AccuSense ကင်မရာကဒါကိုသတိစံအဖြစ်စစ်ထောက်ပေးထားပြီးပုံမှန်ကင်မရာကတော့သတိပေးချက်ပြနေဦးမှာဖြစ်ပါတယ်ဒါကတော့ strobe light အလုပ်လုပ်ပုံဥပမာဖြစ်ပါတယ်အကယ်၍သင်ကဒီထုတ်ကုန်တွေကိုအခမဲ့စမ်းသပ်အသုံးပြုကြည့်ဖို့စိတ်ဝင်စားတယ်ဆိုရင်သက်ဆိုင်ရာအနေနဲ့လိုက်ရောင်းဌာနကိုဆက်သွယ်ပြီးလိုအပ်တဲ့ပုံစံတွေကိုဖြည့်ဆွတ်နိုင်ပါတယ်အားလုံးပဲကောင်းသောနေ့လေးဖြစ်ပါစေနောက်မှပြန်တွေ့ကြမယ်နော်